တရားသချင်းဖြင့်ပောက်ခဲ့ပေမဲ့ဆိုတော့ကိုမတီလို့စိတ်မကောင်းဖြစ်နေရတဲ့ဆိုတော့နီလာလွင်ပရိသတ်ကြီးတို့၏ဓမ္မတေတွေနဲ့ပတ်သက်လာရင်တရားပွဲပြီးသွားတိုင်းအလူရင်ဆဲချသချင်းတစ်ပုဒ်ကိုဗုဒ္ဓဘာသာဝင်တိုင်းကြားဘူးနာဝရှိမယ်လို့ယုံကြည်ပါရဲ့ရှင်ဒီသချင်းထဲမှာတော့အင်မတန်မှကြီးညိုစရာကောင်းပြီးကြည်လင်ပြတ်သားလုံးတဲ့အတန်းကြောင့်စိတ်ဆိုးနေတစ်ခုကြအောင်တုံခဲ့ကြပေမဲ့လည်းဒီသချင်းကိုသိဆိုထားသူဟာဘသူလေးဆိုတာဘသူမှမသိကြပါဘူးဒါကြောင့်မင်းဒီသချင်းရဲ့မူပိုင်ရှင်ဆိုတော့တူဖြစ်သူဆိုတော့နီလာလွင်ကသူသချင်းနဲ့ပတ်သက်လို့နိုင်ငံတကာအထိပါနာမည်ကြီးကျော်ကြားသွားခဲ့တာကိုဝမ်းသာပေမဲ့လေသချင်းနဲ့ဆိုတော့တွဲမသိကြတဲ့အတွက်အတော်လေးစိတ်မကောင်းဖြစ်နေခဲ့တယ်လို့ရုပ်ဖွင့်လာခဲ့ပါတော့တယ်။သူမအနေနဲ့ကတော့ဒီသချင်းကိုသူမအသက်32နှစ်တုန်းကဆိုထားခဲ့တာဖြစ်ပြီးချောင်းသောနာမည်ကြီးနေတဲ့ဗုဒ္ဓပူစီယသချင်းတွေကိုလည်းတီးဆိုထားခဲ့ကြောင်းပြောလာပါတော့တယ်။တကယ်တမ်းမှာကျတော့သူမရဲ့သချင်းဟာဘလို့အလူဝဲခန္ဓာမျိုးမှာပဲဖြစ်ဖြစ်ပြီးဆုံးသွားပြီးတဲ့အခါတိုင်းပူဇော်လေးရှိကြတာမို့အင်မတန်ကိုမှနာမည်ကြီးပြီးသားချင်းတစ်ပုဒ်ဖြစ်နေခဲ့တာပါ။ဆိုတော့ပရိသတ်ကြီးအနေနဲ့လေတချင်းကိုသဘောကျပြီးလူကိုသဘောမကျဘူးဆိုတာမျိုးလုပ်လို့မရတဲ့အတွက်မူရင်းတီဆိုသူဖြစ်သူအဆိုတော်မက်နီလာလွင်ကိုလည်းတိမဲ့ပြုပေးခဲ့ကြပါအောင်ရှင်